ရှေးအခါကဗာရာဏသီပြည်မှာဖျားလောင်းမြောက်မင်းဟာအင်အားကြီးမားပြီးဉာဏ်ပညာနဲ့ပြည့်စုံခဲ့ပါတယ်။သူဟာနေတိုင်းဂင်္ဂါမြစ်လယ်ကကျွန်းပေါ်မှာရှိတဲ့အလွန်ချုံမြိန်တဲ့တတိတွေကိုတွားရောက်စားတောက်လေးရှိတယ်။မြစ်လယ်ကကြောက်တုံးကြီးကိုနင်းပြီးကျွန်းပေါ်ကိုခုန်ကူးတာဟာသူ့ရဲ့နေ့စဉ်လေ့ကျင့်ပေါ့။ဒါပေမဲ့မြစ်ထဲမှာနေထိုင်တဲ့မိချောင်းကြီးကတော့မြောင်မင်းကိုဖမ်းစားဖို့ချောင်းမြောင်းနေပါတယ်။မိချောင်းမကမြောင်မင်းရဲ့နှလုံးသားကိုစားကျင်တယ်လို့ပူဆာတဲ့အတွက်မိချောင်းကြီးကအကွက်ဆင်ပါတော့တယ်။မိချောင်းကြီးဟာမြောင်မင်းနင်းနေကြကြောက်တုံးပေါ်မှာဝစ်ပြီးကြောက်တုံးရောင်ဆောင်နေလိုက်တယ်။ညနေဆောင်လို့မြောင်မင်းပြန်มาတော့ထူးခြားမှုကိုသတိပြုမိသွားပါတယ်။ကြောက်တုံးဟာအရင်ကထက်ပိုမြင့်နေတယ်လေ။ဒါကြောင့်မြောင်မင်းကညံစင်ပြီးဟေ့ကြောက်တုံးကြီးဒီနေ့ငါ့ကိုဘာလို့နှုတ်မဆက်တာလဲလို့အော်မေးလိုက်တယ်။ဦးချောင်းချောင်းမိချောင်းကြီးကကြောက်တုံးဟာအရင်ကစကားပြောတဲ့အမှတ်နဲ့ပြန်ထူလိုက်ပါတော့တယ်။မိချောင်းကအဟေ့မြောင်မင်းငါမိချောင်းမဲမင်းကိုငါအခုဖမ်းစားတော့မယ်လို့ကြုံဝါလိုက်တယ်။မြောင်မင်းကအေးဆေးစွာပဲကောင်းပြီးမိချောင်းကြီးမင်းပါဇက်ကိုအကျယ်ကြီးဟတ်ထားလိုက်ငါမင်းစီခုံလာခဲ့မယ်လို့ပြောလိုက်တယ်။မိချောင်းတွေဟာပါဇက်ဟလိုက်ရင်မျက်လုံးပိတ်သွားတတ်တာကိုမြောင်မင်းကကောင်းကောင်းကြီးသိထားတာပေါ့။မိချောင်းကြီးပါဇက်ဟာပြီးမျက်လုံးပိတ်သွားချိန်မှာတော့မြောင်မင်းဟာသူ့ကောင်းကိုနင်းပြီးကိုဘက်ကန်းကိုလှေမြန်စွာခုန်ကူးသွားပါတယ်။မြောင်မင်းရဲ့ညံကောင်းမှုကိုမိချောင်းကြီးကတော့အံ့ဩချီးကျူးပြီးစုတ်ခွာသွားရပါတော့တယ်။ကဲကလေးတို့ရေဘလို့အခက်ခဲမျိုးနဲ့ကြုံလာပါစေထိတ်လန့်ခြင်းမရှိဘဲဉာဏ်ပညာနဲ့ဖြည့်ရှင်းရင်အောင်မြင်နိုင်ပါတယ်။